ဗုဒ္ဓဘာသာဝင်တွေထဲမှာအလွန်မှအရောက်များတဲ့ထင်ရှားတဲ့ဇတ်တော်တစ်ပုဒ်ပေါ့ဇတ်တော်ရဲ့နာမည်ကသောနကဇတ်ဟုတ်လားသောနကဇတ်တဲ့နော်အဲ့ဒီဇတ်တော်လေးကိုအကျဉ်းမြင်လေးဖုံဖုံပြောပြမယ်ပြောချင်တာကတော့ပိစိကဗုဒ္ဓအရှင်မြတ်ကြီးဟောတဲ့တရားကိုတဆင့်ပြန်ဟောခြင်းလို့ပြောချင်တာပါဟုတ်လားအဲ့ဒါတခုသောဘဝတုန်းကဘာကြောင့်ဒီဇတ်တော်ကိုမြတ်စွာဘုရားဟောတာလဲဆိုတော့မြတ်စွာဘုရားရဲ့မြင့်မြတ်သောတောထွက်ခြင်းကိုယဟန်တော်တွေကချီးမွမ်းတဲ့အခါမှာငါအခုမှသာလေမြင့်မြတ်သောတောထွက်ခြင်းဖြင့်တောထွက်ခဲ့ဘူးသေးတာတောထွက်ခဲ့တာမဟုတ်ဘူးဟိုနုစဉ်ကာလတုန်းကလည်းငါတောထွက်ခဲ့ဘူးတယ်လို့မြတ်စွာဘုရားရဲ့မြင့်မြတ်တဲ့တောထွက်တော်မူခြင်းနိက္ခမပါရမီကိုအကြောင်းပြုပြီးတော့ဒီဇတ်တော်ကိုဟောတာတဲ့ဒါလေးလေးထည့်ပြီးတော့ပြောရမယ်ဟုတ်လားအဲ့ဒါတခုသောဘဝတုန်းကဘုန်းတို့ရဲ့ဘုရားလောင်းကြီးကနော်မင်းသားလေးတယောက်ဖြစ်တယ်အရိဏမမင်းသားနော်သူ့မှာအလွန်မှယဉ်နီးတဲ့ကစားပေါ်ကစားဘက်နော်တငယ်ချင်းတယောက်ရှိတယ်ပရောဟိတ်ပုံသားကြီးရဲ့သားသောနကလူလင်တဲ့အလွန်မှခင်မင်ယဉ်နီးတယ်ပေါ့ဘုရားလောင်းရဲ့နာမည်ကအရိဏမနော်တငယ်ချင်းရဲ့နာမည်ကသောနကအဲ့ဒါရွယ်ရောက်လာတဲ့အခါကျတော့မိဘတွေကတက္ကသိုလ်ပြည်ကိုပညာသင်လွှတ်တယ်အဲ့ဒါပညာသွားသင်ကြတယ်ပညာစုံတဲ့အခါကျတော့တိုင်းပြည်ကိုပြန်တယ်ပြန်တဲ့အခါမှာအလွန်မှသာယာဝါပြောတဲ့တိုင်းပြည်တစ်ခုကိုသူတို့ဝင်ကြတယ်တဲ့ဝင်ကြတဲ့အခါကျတော့သူတို့ရဲ့ရုပ်ရည်သူတို့ရဲ့ပုံမှန်တရံသူတို့ရဲ့အနေအထားကိုကြည့်ပြီးတော့နော်အလွန်ခမ်းနားတဲ့ကြီးကျယ်တဲ့အိမ်တဲ့အိမ်ကသူတို့ကိုနှုတ်ကနာစွမ်းကျွေးဖို့ဖိတ်တယ်အဲ့ဒါနဲ့သူတို့အဲ့ဒီအိမ်ကိုနှုတ်ကနာစွမ်းစားဖို့လို့နှုတ်ကနာထမင်းစားဖို့လို့ဖိတ်ကြတာခံရလို့သူတို့အဲ့ဒီအိမ်ကိုသွားတယ်ဟိုရောက်တဲ့အခါကျတော့ဒီဖျားလောင်းအရိဏမမင်းသားအတွက်အဖြူရောင်အဝတ်ကိုခင်းပေးတယ်သောနကလူလင်အတွက်တော့အနီရောင်ကိုခင်းပေးတယ်တဲ့အဲ့ဒါကိုကြည့်ပြီးတော့ဒီပရောဟိယသားဖြစ်တဲ့သောနကလူလင်ကငါရဲ့အရှင်အရိဏမမင်းသားဟာဒီကနေ့ရှင်ဘုရင်ဖြစ်လိမ့်မယ်နော်အဝတ်ဖြူလေးခင်းပေးတာကိုကြည့်ပြီးတော့သူဟာနော်ခေတ်စကားနဲ့ပြောရင်အတိတ်ကောက်တာပေါ့နော်ဟုတ်လားဝိဖြူလေးကဘလို့အဓိပ္ပာယ်ကိုဆောင်းတယ်လို့သူ့စိတ်ထဲမှာမြင်သွားတယ်လေဒါတော့ဘုံဘုံနားမလဲအဲ့ဒါငါရဲ့အရှင်သခင်ရှင်ပင်ဖြစ်ရင် तू ဟာတေချာပေါ့ငါ့ကိုစစ်သူကြီးယာရုပေးလိမ့်မယ်ငါစစ်သူကြီးဖြစ်လိမ့်မယ်ဒီနိုင်ငံမှာဟုတ်တယ်အဲ့ဒီနေ့ကအဲ့ဒီနိုင်ငံကိုအုပ်ချုပ်တဲ့ဘုရင်နတ်ရွာဆန်သွားတာ9ရက်မြောက်နေ့ရှိပြီတဲ့သားတော်သမီးကတယောက်မှမရှိခဲ့ဘူးပြီးတော့သူတို့ယဉ်ကျေးမှုသူတို့ထုံးစံအရာဘာလုပ်တုံးဆိုတော့ဖုတ်သွင်းယထာလွတ်တယ်နော်ရှင်ဘုရင်ဖြစ်ခြင်းကထိုက်တယ်တဲ့ပုံကိုယ်တွေကိုဒီယထာဟာသွားပါစေဆိုတော့သူတို့ရဲ့ဤပညာသူတို့ရဲ့အစီအမံတွေနဲ့ဟုတ်လားဖုတ်သွင်းယထာတဲ့နော်ဒီလိုဖုတ်သွင်းယထာလွတ်မှာကိုသူတို့ကသိနေတာတော့မဟုတ်ဘူးအဲ့ဒါနဲ့အဲ့ဒီအိမ်ကနိုးကနာထမင်းလေးစားပြီးတော့နော်အလွန်မှตาရတဲ့ဥယျင်ကြီးတစ်ခုတည်းကိုသွားပြီးတော့သူတို့ကနားကြတာအဲ့လိုနားတဲ့အခါကျတော့ကြောက်ဖြာရှိတယ်အဲ့ဒီဥယျာဉ်ထဲမှာအဲ့ဒီကြောက်ဖြာပေါ်မှာဘုရားလောင်းကနော်ပါလာတဲ့အဝတ်ကိုခေါင်းကြီးခြုံပြီးတော့အိတ်တယ်တဲ့အဲ့ဒါအနီးနားမှာသောနကလူလင်ရှိတယ်အဲ့ဒါသိမကြဘူးနော်အတန်ပလန်တွေကြားတယ်ဟိုလူနမိတ်ဖတ်ထားတဲ့အတိုင်းအမှန်ကန်ပဲဖုတ်သွင်းရထားရောက်လာတယ်ဘုရားလောင်းကအိပ်ပျော်နေတယ်အိပ်ရာမနိုးအဲ့တော့သောနကလူလင်ကဘာစဉ်းစားတုံးဆိုတော့ငါဒီအခြေအနေတော့တွေ့နေပြီနော်သူဘာစဉ်းစားမလဲလူတယောက်ဟာကိုစဉ်းစားတဲ့စဉ်းစားချက်ဟာကိုယ့်ရဲ့အတွင်းဓာတ်ခံငကိုအတိတ်ကာလကအခြေအနေရရပေါ်မှာမူတည်တယ်ဘုံတို့တွေးပုံမြင်ပုံလေးတွေကပင်ကိုဓာတ်ခံလေးပေါ်မှာမူတည်ပြီးတော့ရက်တည်ပြီးတော့တွေးကြမြင်ကြတာဒါကြောင့်တယောက်နဲ့တယောက်အတွေးတွေကမတူဘူးအမြင်တွေကမတူဘူးအဲ့ဒါသူကဘယ်လိုတွေးတုံးဆိုတော့သေချာပေါက်သူရှင်ပင်ဖြစ်ရင်ငါစစ်သူကြီးဖြစ်တော့မှာစစ်သူကြီးဖြစ်မယ်ဆိုလို့ရှိရင်ငါဒီအနှောင်ဖွဲ့တွေကနေရုံးထွက်ဖို့အလွန်အလွန်ခက်သွားလိမ့်မယ်သူလုံးဝမရခြင်းဘူးလို့မြင်တာနော်တာမန်လူတွေကတော့ဘယ်လိုမြင်မှာတော့ရခြင်းလေဒါအခွင့်အရေးလို့မြင်မှာ तू ကဒီဟာကိုအခွင့်အရေးလို့မမြင်ဘူး तू ကဘာလို့မြင်တော့ကြောက်เสียလို့မြင်တယ်ကြောက်เสียလို့မြင်တော့ဘာလို့တောင်ဆိုပုံတော့တာ तू ကအဲ့ဒါနဲ့ခြုံပုတ်တစ်ခုထဲမှာသွားဝင်ပြီးတော့တာလေးပဲပုံနေတယ်သူပုံနေတာကိုဒီကအိပ်ပျော်နေတာဆိုတော့မင်းသားကမသိဘူးအဲ့ဒါနဲ့ဘုဒ္ဓညထအဲ့ဒီနာဆိုင်ဆိုင်မြဲမြဲရောက်လာတော့နောက်ကနော်သူတို့စီမံကြမယ်ပညာရှိမတ်တွေပုံနာတွေဘာတွေညာတွေအကုန်လုံးရောက်လာပြီးတော့
ခြေတော့တွေပါတွေလှန်ကြည့်ဟုတ်လားဟာတို့ရဲ့နောက်တိုင်းပြည်ကိုအုပ်ချုပ်နိုင်တဲ့အစွမ်းရှိတဲ့ပုဂ္ဂိုလ်ပဲဆိုတော့ဝမ်းမြောက်ဝမ်းသာအဲ့ဒီနားတယ်အဘိဓိတ်သွန်းပြီးတော့တခါလေနော်ရှင်မင်းဖြစ်မြောက်ကြတယ်တင်မြောက်ကြတယ်ဘုရားလောင်းကလည်းမေးပါတယ်နော်တင်တို့ရဲ့ဘုရင်ကဘာဖြစ်လို့တော့မရှိတော့ဘူးအဲ့လိုဆိုရင်ဟုတ်ပြီဆိုတော့သဘောတူညီမှုရစီးစိမ်ကအလွန်ကြီးတဲ့အတွက်ကြောင့်ဘုရားလောင်းကနော်သူနဲ့အတူတူလာတဲ့တစ်ချိန်လုံးတစ်သက်လုံးအတူတူလည်းပင်ဖက်ကြီးလာတဲ့သောဏကလူလင်ကိုအမှတ်ကိုမရတတိမေ့နေတာဘယ်လောက်ကြောင်ဆိုနှစ်ပေါင်း40လောက်တတိမေ့နေတယ်တဲ့အံ့ဩစရာနော်ဟုတ်လားဒါကြောင့်စီးစိမ်ဆိုတာအားလုံးကိုမေ့စေတယ်ဒီလိုကောက်ချက်လဲဆွဲလို့ရဟုတ်လားမေ့သွားနော်သူမေ့သွားလဲအမေကောင်းမယ်ဟိုကအဲ့တော့အကုန်လုံးပြန်သွားကြပြီနော်မင်းသားကိုနော်ပင့်ပြီးတော့ပြန်သွားကြပြီဆိုတော့ဥယျာဉ်ထဲမှာသူတယောက်တည်းပဲကြံတယ်အဲ့ဒါကြောက်ဖြာကြီးပေါ်ထိုင်ပြီးတော့အဲ့ဒီနားရင်ပိစေကဗောဓိဉာဏ်ကိုရတယ်အလွန်ပါရမီထူးတဲ့ပုဂ္ဂိုလ်ဘာလို့ကြည့်ပြီးတော့ပိစေကဗောဓိဉာဏ်ကိုရအောင်ဆိုတော့ဒီတတော်မှာရှိတဲ့ကျွေနေတဲ့သိရွက်တွေမြင်ခွင်းပါနော်အခုမှဝေဝေစာသာထွက်နေတဲ့ဖူးနေတဲ့သိရွက်လေးတွေရှိတယ်လို့ရင့်ရော်ပြီးတော့အောက်မှာကျွေးကြနေတဲ့သိရွက်တွေလည်းရှိတယ်ဒါတွေကအလွန်လေးနဲ့တဲ့အကြောင်းအရာတွေကိုပြောပြနေတယ်လို့ဆိုမယ်ဆိုရင်လည်းဆိုလို့ရတယ်နော်ဟုတ်လားအခုလူလောကကြီးကလည်းအဲ့ဒီတစ်တော်တော်နဲ့ဘာထူးမှလဲနော်ငယ်ငယ်ရွယ်လေးတွေရှိတယ်မွေးဖွားကစားလေးတွေရှိတယ်ရင့်ရော်ကျွေတော့မဲ့အရွယ်လေးတွေရှိတယ်ကျွေနေတာတွေလည်းတင်းချိုင်းသွားကြည့်ပေါ့အများကြီးပေါ့ဟုတ်လားကျွေပြီးတော့မြေကြီးဖြစ်သွားတာတွေလည်းတင်းချိုင်းမှာအများကြီးပေါ့ဟုတ်လားလောကကြီးတစ်ခုလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်အဲ့ဒီတစ်တော်ကြီးနဲ့ဘာထူးမလဲအမထူးအဲ့ဒီတစ်တော်ကဟောလိုက်တဲ့တရားကိုနားထောင်ပြီးတော့ဒုက္ခနာရဲ့သဘာဝလောကရဲ့သဘာဝကိုသူနားလည်သွားတယ်ဘလို့နားလည်မှာတော့ဆင်းရဲလို့နားလည်တာပဲပိစေကဗုဒ္ဓတွေတရားသူတရားမြတ်ရတယ်ဆိုတော့လေဒီတရားပဲသစ္စာလေးပါးသိတာပဲဘယ်သူမှမပြောဘဲနဲ့သိတာဟုတ်လားသမ္မာသမ္ဗုဒ္ဓဘုရားတို့ကြတော့သူဟာဘယ်သူမှမပြောဘဲနဲ့သိတဲ့အပြင်သိတဲ့အသိရလဲအလုံးပြည့်စုံတယ်သိတာကိုဘလို့ပြန်ပြောရမလဲဆိုတာလဲသိတယ်တဦးချင်းတယောက်ချင်းစီကိုအဝင်ကုန်ကြဖြစ်အောင်ပြောနိုင်တဲ့စွမ်းရည်လဲပါတယ်ယောဂီတို့မတတိုင်းရွတ်နေတဲ့တပ္ပယုဒဉာဏ်တော်အစွမ်း၃ပါးဆိုတာအဲ့ဒါသမ္မာသမ္ဗုဒ္ဓဉာဏ်ကိုရတဲ့ပုဂ္ဂိုလ်တွေမှပိုင်ဆိုင်တဲ့အစွမ်းပေါ့ပိစေကဗောဓိဉာဏ်ကိုရတဲ့ပိစေကဗုဒ္ဓတွေကြတော့အဲ့ဒီလောက်ထိသူတို့ရဲ့ဉာဏ်ကမမြင့်ဘူးပေါ့နော်သစ္စာ၄ပါးကိုသိကြတာတင်တော့အတူတူပဲဟုတ်လားအဲ့ဒါနဲ့သူပိစေကဗုဒ္ဓဖြစ်သွားတဲ့အခါကျတော့အဲ့ဒါနန္ဒမူလှိုင်ကိုကြွသွားတယ်တဲ့နန္ဒမူလှိုင်ကိုကြွသွားပြီးတော့သူဘယင်ကြီးကိုအမှတ်ရတယ်သူ့ရဲ့တစ်ချိန်ကအရှင်သခင်ဖြစ်ခဲ့မှုတဲ့အရိဏမသတို့သားမင်းသားကိုသူအမှတ်ရတယ်ဒါပေမဲ့ तू ကသိတယ်နော်တကောဘိညာဉ်နဲ့လည်းပြည့်စုံတဲ့နော်ပုဂ္ဂိုလ်လူကြီးတွေဆိုတော့သိတယ်ဒီချိန်သွားလို့ကတော့အဆင်မပြေသေးဘူးငါ့ကိုလည်းမေ့နေတာဒီချိန်ဘာပြောလို့မှနားဝင်မှာမဟုတ်နော်ဒီချိန်မှာဘာပြောလို့မှပေါက်မှာမဟုတ်ဘူးပေါ့ဟုတ်လားအဲ့ဒါနဲ့အချိန်စောင့်နေတယ်ဘယ်လောက်ကြာသွားတုံးဆိုတော့နှစ်ပေါင်း50ကြာသွားတယ်တဲ့စောတော်ဟိုရှင်မင်းမေ့နေတာကနှစ်ပေါင်း40လောက်မေ့နေတယ်နှစ်ပေါင်း40ကျော်လောက်ကျော်သူတတိရတယ်ဟာငါသောဏကတငယ်ချင်းရှိတယ်ဘယ်ရောက်နေလဲမသိဘူးတတိယတော့သူ့မှာသားတွေသမီးတွေကတော်တော်တောင်ကြီးနေပြီဟုတ်လားအဲ့ဒါနဲ့သူကတတိယရတာနည်းနည်းရတာမဟုတ်ဘူးတစ်ချိန်လုံးကအကြောင်းအရာတွေကတကယ်ကိုယင်ထဲမှာစွဲနေတဲ့အခါကျတော့အကုန်လုံးသူလုံးမမေးလို့မရတဲ့အခါကျတော့သူ့ယင်ထဲမှာဒီဥစ္စာကနော်ဂီတသံအနေနဲ့နော်ထွက်လာတယ်ငါမှတစ်ချိန်လုံးကသောဏကဆိုတဲ့တငယ်ချင်းတယောက်ရှိတယ်ငါတော့ဒီမှာတော်တော်အဆင်ပြေနေတယ်သောဏကအဆင်ပြေလားမသိပါဘူးသောဏကဘယ်ရောက်နေလဲမသိပါဘူးအဲ့ဒါလေးကိုသူခဏခဏရွတ်ဆိုတယ်ပေါ့နောက်တော့အဲ့ဒါလေးကတချင်းအဖြစ်နဲ့နော်တနိုင်ငံလုံးမှာပြန့်ဘီရင်ကြီးနှစ်သက်မြတ်နိုးတဲ့တချင်းဆိုတော့လူတိုင်းလဲဆိုရတဲ့ဟုတ်လားသောဏကရှာပုံတော်ထွက်တာကိုဘာနဲ့ထွက်တာတော့တချင်းနဲ့ထွက်တယ်နော်ဘယ်သူမှသူ့မှာသောဏကတငယ်ချင်းရှိတယ်ဆိုတော့အဲ့တိုင်းပြည်ကမသိဘူးသူတို့ကတခြားတိုင်းပြည်ကပဲလေဒီမှာလမ်းကြုံရင်းနဲ့ဝင်ပြီးတော့ဘယင်ဖြစ်နေတာကံကြမ္မာတွေကလည်းအမျိုးမျိုးပါဟုတ်လားအဲ့ဒါနဲ့နှစ်90ပြည့်ပြီဆိုတော့ပြည့်စေကဗုဒ္ဓရှင်မြတ်ကဒီချိန်သွားပြီးတော့ပြောမယ်ဆိုရင်တော့တရားဟောမယ်ဆိုရင်တော့အသိဉာဏ်ကိုရနိုင်ကောင်းတယ်ငါသွားပြီးတော့ကြိုးပမ်းအထုတ်ကြည့်မယ်ဆိုပြီးတော့ဇန်ရင်စည်းပြီးတော့ကြွလာတယ်တဲ့ကြွလာပြီးတော့အဲ့ဒီဥယျာဉ်ထဲမှာဒီကြောက်ဖြာကြီးပေါ်မှာပဲသတင်းသုံးနေအဲ့ဒါကလေးတယောက်ကထင်းခွေရင်းနဲ့အဲ့ဒီတောထဲမရောက်မလဲရောက်ပြီးတော့ तू ကဘာဆိုတော့စောစောကဘယင်ကြီးသဘောကျတယ်ဆိုတဲ့တခြင်း
သောနကဘယ်ရောက်နေလဲမသိဘူးငါတော့ဆင်ပြေတယ်သောနကဆင်ပြေလားမသိဘူးသောနကကိုသိတဲ့လူနော်သောနကဘယ်မှာရှိတယ်လို့ကြားတဲ့လူကိုငါအတပြားတရားပေးမယ်သောနကဘယ်မှာရှိတာကိုမြင်ခဲ့တဲ့လူကိုအတပြားတစ်ထောင်ပေးမယ်တခြင်းထဲမှာအဲ့ဒီအိဗေကလည်းပါသေးတယ်အဲ့လိုမျိုးဆိုတဲ့အခါကျတော့သောနကပြည့်ရှိကဗုဒ္ဓဟာအဲ့ဒီကလေးကိုခေါ်တယ်မင်းတော့အတပြားတရားမကဘူးတစ်ထောင်ရတော့မှာဟာဘာဘူးလို့တော့ဒီတခြင်းကိုငါပြန်ပြီးတော့နော်အုပ်အနေနဲ့အဖြေအနေနဲ့ပြန်ပြီးတော့သင်ပေးမယ်အဲ့ဒါဘယင်ကြီးတွေသွားပြီးတော့မင်းဆိုပြအဲ့ဒါဘယင်ကြီးရှာနေတဲ့သောနကငါပဲအကုန်ရှင်းပြပြီးတော့ဒီကလေးကိုရွတ်ဆိုဖို့ဂါထာသင်ပေးလိုက်တယ်တခြင်းသင်ပေးလိုက်တယ်တခြင်းနောက်ထပ်အဖြေတခြင်းတစ်ပုဒ်ရေးပေးလိုက်တယ်ဆိုရပါစို့ဟုတ်လားအဲ့ဒါနဲ့အဲ့ဒီကလေးကဝမ်းမြောက်ဝမ်းသာအိမ်ပြန်သွားပြီးတော့မေကိုပြောတယ်တဲ့ဟာသူတို့ကလွန်ဆင်းရတာကိုဒီနေ့ကစပြီးကျုပ်တို့ချမ်းသာပြီးဘာလို့ဆရာမလို့တော့ဘူးတခါတည်းဝေကောင်းစားလာဝက်ပြီးတော့ဘယင်ဒီကိုသွားတယ်ဘယင်နဲ့အတူနောက်တခြင်းကိုအတုံးလှက်ပြန်ပြီးတော့ဆိုမဲ့လူလင်တယောက်ရောက်နေပါတယ်အကြောင်းကြားအဲ့ဒါဘယင်ကြီးကလည်းခေါ်တဲ့ခါကျတော့ကိုင်မင်းကငါနဲ့ဆိုရင်တာကိုင်ဆိုကွာဆိုတော့ဒီလိုမဆိုရင်ဘူးတဲ့တိုင်းပြည်မှာရှိတဲ့လူတွေအကုန်လုံးစည်းဝေးပြီးတော့နန်းရင်ပြင်မှာတကယ်ကိုကြီးကြီးကျယ်ကျယ်ခန်းခန်းနဲ့ဆိုရင်တာဟုတ်လားအဲ့တော့ဘယင်ကြီးကလည်းလိုက်လျောပေးတယ်စီမံပေးတယ်အဲ့ဒါနဲ့တခြင်းအပြိုင်ဆိုရတယ်ဆိုကြပါဆိုအဲ့တော့သောနကဘယ်မှာလဲနော်သောနကဘယ်မှာရှိတယ်ဆိုတော့ကြားတဲ့လူ100ရမယ်သိတဲ့လူ1000ရမယ်မြင်ခဲ့တဲ့လူ1000ရမယ်အဲ့တော့ तू သိခဲ့တယ်မြင်ခဲ့တယ်သောနကအရှင်မြတ်ဟာဥယျာဉ်ထဲမှာရှိနေတယ်ဟာအဲ့တော့ဘုရင်ကြီးကအလွန်မှကိုတွေးကျင်သွားတာနော်စိတ်ကိုမထိနိုင်ဘူးအဲ့ဒါနဲ့တခါတည်းအချမ်းရံနေချမ်းရံပြီးတော့ဥယျာဉ်ထဲမှာသောနကအရှင်ပြည့်စေကဗုဒ္ဓရှိတဲ့နေရာကို तू ရောက်လာတယ်ရောက်လာတဲ့အခါကျတော့သူ့စိတ်ထဲကနော်ဘလို့ဖြစ်သွားတယ်ဆိုတော့တစ်ပင်အောက်မှာနော်ဝတ်ထားတဲ့သင်္ကန်းကလည်းပဲတောက်ပြောင်ဟုတ်ဟန်မတူဘူးဟုတ်လားနော်အချို့အစားအဘာတိမျိုးမျိုးနဲ့ဖြစ်မယ်လို့ထင်ပါတယ်တိုင်းလေးထိုင်နေတော့ဘုရင်ကြီးကဘလို့ပြောတာတော့သူပြောတဲ့စကားခံကျင်စရာမကောင်းဘူးအဖေမရှိအမေမရှိအပေါင်းအသင်းမရှိပေါင်းဖော်မရှိတစ်ပင်အောက်မှာတယောက်တည်းကြံတွေးပြီးတော့ဘာလို့မှိုင်းနေတာတော့တဲ့သူ့စိတ်ထဲကတနာလိုမြန်ပြောဖြစ်သွားသလားတော့လေမသိဘူးဟုတ်လားတော့အရာအလုံးကအပေါင်းဖော်တွေဝိုင်းလေနေမှအဆင်ပြေတယ်လို့အများစုကလည်းနားလည်ထားတာဟုတ်လားဟိုမှာတယောက်တည်းဘာအပေါင်းဖော်မှမရှိအဲ့လိုမျိုးပြောတဲ့အခါပြည့်စေကဗုဒ္ဓအရှင်မြတ်ကအင်းကြီးတဲ့ငါမှာလောကုတ္တရာတရား9ပါးတည်းဟူသောအာယုံပြုเสียအလွန်မွန်မြတ်တဲ့ငြိမ်သက်တဲ့ချမ်းသာတဲ့တရားတွေရှိတယ်ငါဟာအထီးကျန်တဲ့လူမဟုတ်ငါဟာအပေါင်းဖော်မဲ့နေတဲ့လူမဟုတ်ငါရဲ့စိတ်မှာအကောင်းဆုံးအပေါင်းဖော်တွေရှိနေတယ်လူသားမနေမြင်နိုင်မလားမြင်နိုင်မှုနော်တိုင်းပြည်ကိုမတရားသဖြင့်အုပ်ချုပ်မယ်ဆိုရင်တော့သင်သာလျင်အထီးကျန်တဲ့လူဖြစ်မှာတဲ့တကယ်လို့သင်မကောင်းသဖြင့်အုပ်ချုပ်မယ်ဆိုရင်ဘယ်ရှင်ကိုပြန်ဆိုတာနော်အဲ့ကြတော့မှဘုရင်ကြီးကတခါတည်းဒီသောနကပြည့်စေကဗုဒ္ဓအရှင်မြတ်ရဲ့ခြေရင်းမှာတော့ထိုင်ပြီးတော့သူရှောက်เสียရှိတာတွေရှောက်ကြပြောเสียရှိတာတွေပြောရတာပေါ့အဲ့လိုပြောရင်းနဲ့သောနကပြည့်စေကဗုဒ္ဓအရှင်မြတ်ကဘာပြောတော့ဆိုတော့ဒီယဟန်တို့ရဲ့ချမ်းသာခြင်းတရားအမှန်သူ့ရဲ့တငယ်ချင်းကိုယဟန်ပြုစေခြင်းအသက်လည်းကြီးလာပြီဟုတ်လားပုံမူကောင်းမွန်တဲ့ချမ်းသာကိုရှာဖွေစေခြင်းဒီမထူးတဲ့နေရာတွေမှာနေပြီးတော့ချိန်ကုန်သွားတာမျိုးမဖြစ်စေခြင်းဘူးအဲ့ဒီနေရာတော့ဘာမှမထူးတော့ဘူးရှေ့ဆက်ဘာမှလည်းတွေ့တဲ့အကြောင်းလည်းမရှိတော့ဟုတ်တယ်မဟုတ်လားနော်တခါကြီးတွေအသက်ကြီးတဲ့တခါကြီးတွေအဲ့ဒါစဉ်းစားရှေ့ဆက်ဘာမှတွေ့တဲ့အကြောင်းမရှိတော့ဘူးဟုတ်လားထူးတာတွေ့တာတော့ထူးတာကောင်းတာကိုဘုန်းတို့ရှာဖို့အတွက်ဘာလို့မှာလို့ပြောင်းလဲရမယ်ဟုတ်လားအခုရှင်ဘုရင်ကိုအဲ့လိုဖြစ်စေခြင်းလို့ तू ကဘာအကြောင်းကိုပြောတာဆိုရဟန်းနေရဲ့အကြောင်းကိုပြောတာသူ့အကြောင်းသူပြောမှာပေါ့နော်သူများအိမ်မှာနော်ဒီစားဖို့တောက်ဖို့အတွက်တောင်းရမ်းပြီးတော့စားတယ်ဆိုပေမဲ့လို့ယဟန်နေရဲ့ဘဝဘလို့ချမ်းသာတယ်လဲဆိုတာကိုယဟန်နေရဲ့ချမ်းသာခြင်းရှင်းမျိုးအဲ့ဒီမှာပြောတယ်ဟုတ်လားဘာမှသူမိသိသိထားတာမရှိတဲ့အတွက်ကြောင့်နော်မြို့တွေရွာတွေမီးလောင်ပြီဆိုရင်လည်းဘာပစ္စည်းမှမရှိတော့မီးလောင်မှလည်းစိုးရင်တည်းမလိုဘူးတဲ့အဲ့ဒါလည်းပါသေးတယ်ဟုတ်လားနော်သူများလှူတဲ့ဆွမ်းအေးအေးလေးစားပြီးတော့ဒီဆွမ်းအေးအေးလေးစားတာကွာလည်းပဲယဟန်နေရဲ့ချမ်းသာခြင်းတစ်မျိုးတဲ့နော်ငှက်များလို့ပဲခုနသွားခြင်းနဲ့ဆိုရင်ဘာမှလှည့်ကြည့်စရာမလိုဘူးသွားလိုက်ရုံပဲဒီနာလာခြင်းနဲ့ဆိုရင်လည်းဘာမှလှည့်ကြည့်နေစရာမလိုလာလိုက်ရုံပဲအဲ့လိုလွတ်လပ်တယ်ဆိုတာကိုကလည်းယဟန်နေရဲ့ချမ်းသာခြင်းတစ်မျိုးတဲ့
ဒါရှင်မျိုးလုံးတော့ဘုံဘုံကလည်းမပြောနိုင်တော့မမှတ်မိဟုတ်လားအဲ့လိုမျိုးယဟန်တွေရဲ့ချမ်းသာပုံကိုပြောတဲ့အခါမှာဘုရင်ကြီးကရှင်ဘုရားတဲ့ရှင်ဘုရားပြောတာတွေကိုသဘောပေါက်ပါတယ်ပေါ့ယဟန်တွေရဲ့ဘဝချမ်းသာတယ်ဆိုတာတပည့်တော်သိပါတယ်ဒါပေမဲ့တပည့်တော်ရဲ့ဒီစည်းစိမ်တွေဟာအလွန်ကြီးတဲ့အတွက်ကြောင့်ဒီအနှောင်ဖွဲ့တွေကနေတပည့်တော်ဘယ်လိုမှမထွက်နိုင်ဘူးတဲ့သူကလည်းပုံဝင်လင်းလင်းပဲပြောတာနော်မထွက်နိုင်ဘူးတဲ့အဲ့လိုမထွက်နိုင်ဘူးလို့ပြောတဲ့အချိန်မှာနော်ပြည့်စေကဗုဒ္ဓအရှင်မြတ်ကသူ့ကိုတရားဟောတယ်အဲ့ဒီတရားကတရားဓမ္မတို့အလုံးကြားဘူးတယ်နော်ဟိုနားထောင်ကြည့်လိုက်ရင်ကြားဘူးပြီးသားဆိုတာကိုသဘောပေါက်သွားလိမ့်မယ်သူကဘာနဲ့ဥပမာပေးပြီးတော့ဟောတာတုံးဆိုတော့နော်ဆင်းသေးကောင်ပေါ်မှာစီးလိုက်သွားတဲ့ကြီးတကောင်ဥပမာပေးတာကြားဘူးပြီမို့လားနော်ဘုံဘုံကလေးတုံးကရက်ထောင်ရက်လှဲတရားစာအုပ်တွေအမျိုးမျိုးရှိတယ်နော်ရွာဘုန်းကြီးကျောင်းမှာအဲ့ဒါဥပုပ်နေတို့ဘာလို့ဆိုရင်ဥပုပ်တဲ့ဖွားကြီးတွေကိုဘုံဘုံကိုရင်ပေါက်စားစာဖတ်ပြတယ်သူတို့ကလည်းမြောက်ပေးတယ်ကိုရင်ဖတ်ပြတာရန်နာထောင်လို့ကောင်းတာပဲဟာတခါတည်းကြွကြွနဲ့ဥပုပ်နေကိုရောက်ချင်တယ်နော်ဟုတ်လားအဲ့လိုဖတ်ပြရတဲ့တရားတွေမှာစင်သေးစည်းလိုက်ကြီးမိုက်တရားတော်ငယ်ငယ်တုန်းကဖတ်ပြခဲ့တာကိုအမှတ်ရတယ်အဲ့ဒါဒီတရားပဲဟုတ်လားအဲ့ဒါလေးကိုဘုံဘုံကနေမှာဂါထာလေးတွေရေးလာတယ်အဲ့ဒါလေးတိတိကျကျနာယူကြည့်အောင်နော်ခေငါယကုဏပံဒိဋ္ဌဝဝံရှမာနာမဟနဝေဝါယတောသမစိန်နေတိအပပင်ညောအစိတတောတဲ့အဓိပ္ပာယ်ကဘာပြောတာလဲဆိုတော့ခေငါယကုဏပံဒိဋ္ဌဝဝံရှမာနာမဟနဝေအလွန်ကျေတဲ့နဲ့တဲ့မဟနဝေဆိုတာအလွန်ကျေတဲ့နဲ့တဲ့ခေငါယခေငါမြင့်မှာမြေကြီးကကျဲကြီးအနဲ့ကြီးဟုတ်လားအဲ့ဒီမှာဝံရှမာနာမျောပါလာတဲ့ကုဏပံစင်သေးကောင်ပုဂ္ဂိုလ်ဒိဋ္ဌဝမြင်၍နော်အပပညောနဲသောပညာရှိသောအစေတသောအသိဉာဏ်ပညာတည်းဟူသောစိတ်မရှိသောဝါယသောကြီးမိုက်တကောင်သည်ကြီးကန်းတကောင်သည်သမစိန်တည်သည်ကြံစီစဉ်းစားရတဲ့နော်အလွန်ကျေတဲ့နဲ့တဲ့ခင်္ဃမြေထဲမှာမျောလာတဲ့စင်သေးကောင်ကြီးကိုမြင်ပြီးတော့ပညာမရှိတဲ့မစဉ်းစားတတ်တဲ့ကြီးတကောင်ကဘာလို့တဲ့ကြံစီစဉ်းစားကြည့်တယ်တဲ့ပညာနဲ့စဉ်းစားတာမဟုတ်ဘူးသူကလောဘနဲ့စဉ်းစားမှာနော်ဘာပြောဘလို့စဉ်းစားတုံဆိုတော့ယာနိသဝတိတံလက်တံဘခောစာယအနဘခောတထရတ္တိတထဓိဝါတထေဝနိရတောမနောငါဒီစင်သေးကောင်ကြီးကိုဒီစင်ကောင်သေးကြီးပေါ်ကိုသွားပြီးတော့နော်စင်သေးရဲ့အသားကိုစားမယ်နော်ရေစားတဲ့အခါမှာရေကိုတောက်မယ်စားရစားတွေလည်းအများကြီးပဲငါဒီစင်သေးကောင်မုတ်ကြီးပေါ်သွားပြီးတော့နော်နားပြီးတော့ဒီဟာကိုစားရင်တော့အလွန်ကောင်းမယ်ဆိုတဲ့စိတ်ကူးနဲ့နော်ယာနိသဝတိတံလက်တံဘခောစာယအနဘခောယာနိစဆိုတာစီးเสียရင်ဟုတ်လားစင်သေးကောင်ကြီးပေါ်မှာစီးပြီးတော့စားလို့ရှိရင်အသားကိုစားမယ်ရေစားရင်ခင်္ဃာရေကိုတောက်မယ်အသားတွေကလည်းဘယ်လောက်တော့ဘက်ခောစာရအနတ်ဘကောသူ့အတွက်အများကြီးမကုံနိုင်မခန်းနိုင်တစ်သက်လုံးစားပါလေပေါ့နော်ငိမ့်နဲ့အလွန်မှသားရတဲ့ကောင်းတယ်ရင်ရလည်းကောင်းလိုက်တာဟုတ်လားစီးเสียရင်လည်းရတယ်စားเสียအစာလည်းအများကြီးတဲ့အဲ့ဒီအတွေးနဲ့အဲ့ဒီပေါ်မှာနာရင်စားရင်နဲ့တထရတ္တိတထဓိဝါတထေဝနိရတောမနောတဲ့နေရောညာရောအဲ့ဒီမှာပဲပျော်ပြီးတော့သူ့ရဲ့စိတ်ကအဲ့ဒီမှာပဲမွေ့လျော်ပြီးတော့နေနေတာတဲ့အဲ့ဒါစင်သေးကြီးမျောပါတဲ့နောက်ကိုသူလည်းပါတော့စီးလိုက်သွားတယ်ဟုတ်လားအဲ့ဒါကိုပြည့်စေကဗုဒ္ဓအရှင်မြတ်ကဂါထာတီဖွဲ့ပြီးတော့နော်မျက်စိထဲမြင်အောင်ပြောတာနော်ငါမှာစီးရရင်လည်းရှိတယ်စားစရာစားတွေလည်းအများကြီးဒါကြောင့်နေရောညရောအချိန်တိုင်းသူ့ရဲ့စိတ်ကဒီမှာပဲပျော်မွေ့ပြီးတော့နေနေတာတဲ့အဲ့ဒီရှင်ကြီးကိုပဲစီးပြီးတော့သူလိုက်သွားတာပေါ့ခါရဏာဂတမန္တဏိပိဝံဘာဂိရထောရကံတံပတ္တဝနစေတယာနိနပလိထဝိဟင်္ဂမောတဲ့အဓိပ္ပာယ်ကဘာပြောတာလဲဝိဟင်္ဂမောအဲ့ဒီကြီးမိုက်ဟာနော်နာဂတဆင်းရဲ့မန္တဏိအသားကိုခါရန်စားလျက်နော်ဘာဂိရထောရကံခင်္ဃာရီကိုပိဝံတောက်လျက်နော်တံပတ္တဝနစေတယာနိဘေးမှာတရိပ်ရိပ်နဲ့လွန်ခဲ့တဲ့တစ်တော်သူကျက်စားခဲ့တဲ့တစ်တော်ဟုတ်လားတစ်ပင်နေတစ်တော်တွေဘေးမှာနမြေကမ်းဘေးမှာကြံခဲ့တဲ့တော်အဲ့ဒါကိုကောင်းကောင်းမြင်မာလှည့်ခဲ့နဲ့နတ်ပလိထအဲ့ဒီတစ်တော်ဒီကိုပြန်သွားဖို့သူမစင်သားမိဘူးတဲ့မတွေးမိဘူးသူစိတ်ထဲကဒီစင်သေးကောင်ကြီးပေါ်စီးပြီးတော့စားသွားနေရတာကိုပဲစိတ်ဝင်စားနေတယ်ဟုတ်လားခင်္ဃာရီလေးတောက်လိုက်စင်သေးကောင်သားကိုစားလိုက်အဲ့လိုနဲ့သူဟာတစ်တော်ဒီကိုပြန်တန်းသွားကောင်မှသူမတွေးမိခဲ့ဘူးပေါ့
တင်စဩတရဏီခင်ကပမထံကုဏပေရတံသမုဒ္ဒံဣဇဂါဟာတိအဂတိယထပက္ခိနံနော်အဲ့လိုနဲ့နော်ဒီရှင်သေးကောင်ဟာနော်ဘယ်ကိုသက်ဆင်းသွားတုံးဆိုတော့သမုဒ္ဒရာတွေကိုသက်ဆင်းသွားတယ်အဲ့တော့ဒီရှင်သေးကောင်ဘုတ်မှာမွေးလျော်ပြီးတော့မေ့လျော်နေတဲ့ဒီကြီးမိုက်ဟာနော်ငှက်တွေရဲ့တီယာမရှိတဲ့သမုဒ္ဒရာအဂတိယထပက္ခိနံငှက်တွေရဲ့ထောက်ရတီယာမရနိုင်တဲ့နေရာသမုဒ္ဒရာဆိုတာငှက်တွေရက်တီလို့ရတဲ့နေရာမဟုတ်ဘူးငှက်နာစရာနေရာတခုမှမရှိဘူးပေါ့နော်အဲ့ဒီသမုဒ္ဒရာကိုသူဟာလည်းပဲစင်သေးကောင်ပုတ်ကြီးနဲ့အတူတူဆင်းသွားတယ်မျောသွားတယ်ပါသွားတယ်တဲ့အဲ့လိုပါတဲ့အချိန်မှာသောစာဘက္ခပရိခိနောဥဒပတ်တော်ဝိဟင်ကမောတယ်နပစ္ဆာတော်နပုရတော်နုဒ္ဒရနောပိဒခိနံအဲ့လိုပါသွားတဲ့ခါမှာနော်ဒီသူစားမဲ့အစားအစာတွေကလည်းကုန်ပြီနော်ကြာသွားပြီလေသမုဒ္ဒရာထဲမှာနော်သူရက်တည်နေတဲ့စင်သေးကောင်ပုတ်ကြီးကလည်းတဖြည်းဖြည်းနဲ့ယိုယွင်းပြီးတော့နော်စားလို့ကုန်တဲ့ဟာကုန်ပုတ်လို့ကုန်တဲ့ဟာကုန်ဟုတ်လားအကုန်လုံးကတချို့လည်းပဲနော်ခြေထောက်တွေပြုတ်ထွက်တဲ့နေရာပြုတ်ထွက်ဟုတ်လားအကုန်လုံးလှိုင်းလေပုတ်တဲ့အတွက်ကြောင့်အကုန်လုံးဖျို့ဖျက်တဖြည်းဖြည်းနဲ့ဘာဖြစ်လာပြီတော့ပျက်စီးလာသူရက်တည်ခဲ့တဲ့နေဟာတဖြည်းဖြည်းနဲ့ဘာဖြစ်လာပြီတော့ပျက်စီးလာအဲ့ဒီဥမာမြင်အောင်ကြည့်ဒီကြီးနားနေတာဒီကြီးမိုက်ကဒကာဓမ္မတို့ဘုံဘုံနဲ့ချွတ်ချွတ်ကိုတူးနေတာဒါကြောင့်မို့ဒီဥမာကိုအသေးစိတ်ဘုံဘုံကနားလေကြည့်စေခြင်းတာဟုတ်လားသမုဒ္ဒရာဟာသူရက်တည်ရာနေရာမဟုတ်သူစားတဲ့အစားအစာတွေကလည်းကုန်ပြီသူရက်တည်ရာနေရာလည်းတဖြည်းဖြည်းနဲ့ပျက်စီးပြီးတော့ရက်တည်ရာနေရာမရှိတော့ဘူးအဲ့တော့ဒီဘယ်နားမှာနားစရာမရှိတဲ့အခါမှာ तू ကကြိုးစားတယ်ဘလို့ကြိုးစားတော့နော်ရက်တည်စရာနေရာလေးရှိမလားဆိုပြီးတော့အရှိရက်ကိုပြန်ကြည့်တယ်မတွေ့ဘူးအရှိမတွေ့တော့အနောက်ပြန်ကြည့်တယ်အနောက်မှာလည်းမတွေ့ဘူးတောင်ဘက်ပြန်ကြည့်တယ်မတွေ့ဘူးမြောက်ဘက်ပြန်ကြည့်တယ်မတွေ့ဘူးအဲ့ဒါကိုပြောတာဒီပြည့်စေကဗောဓအရှင်မြတ်ကနပစ္ဆာတော်နပုရတော်နုဒ္ဒရနောပိဒခိနံနော်အရှိအနောက်တောင်မြောက်ပြန်ရင်တဲ့နေရာ तू ပြန်ကြည့်တယ်ဒါပေမဲ့သူ့အတွက်ရက်တည်ရနေရာနားခိုရနေရာမရှိဘူးတဲ့ဘလောက်အိမ်ကြီးပြက်နေမလဲပေါ့နော်ဒီပံသောနိစ္စကခင်ကြီးအဂတိယထပက္ခိနံသောစတထေဝပပတ္ထယထာဒုပလကောတထာရက်တည်ရနေရာမရှိတဲ့အခါမှာဟိုပြန်ဒီပြန်နဲ့ပြန်ရင်းနဲ့ तू ဘာဖြစ်လာအားနေလာတယ်ပေါ့အဲ့လိုအားနေလာတဲ့အခါမှာရက်တည်ရနေရာမရှိပါဘူးဆိုတဲ့သမုဒ္ဒရာရေပြင်ပေါ်မှာပဲ तू ဟာကျသွားတယ်အားတကယ်နေသွားပြီဆိုတော့ तू ကောင်းကင်မှာမပြန်နိုင်တော့ဘူးပေါ့နော်အဲ့လိုနဲ့ तू ဟာသမုဒ္ဒရာရေပြင်ပေါ်ကိုကျသွားတယ်အဲ့လိုကျသွားတဲ့အခါမှာဘာဖြစ်တုံးတဲ့တင်စသာမုဒ္ဒိကမေစ္ဆာကုံမီလာမကရာတုတုတဲ့ပတ္တရှကာရာခါရင်သူဖာဏမန္တဝိပခိကံတုံလုံနေတဲ့ဖောက်ပြန်နေတဲ့နောက်အတောင်တွေလည်းပြည့်စည်ပြီးတော့ရေထဲမှာမွန်းနစ်ပြီးတော့တကယ်ကိုဖောက်လဲဖောက်ပြန်ဖြစ်နေတဲ့အဲ့ဒီကြီးကိုအိုးတဲ့ငါးတွေလက်ပိုင်းတွေမကန်းတွေနော်မိချောင်းတွေအမျိုးမျိုးသောရေမာနေတဲ့သတ္တဝါတွေကပတ္တရှကာရာနှိပ်ဆက်ပြီးတော့ခါရင်သူစားကြကုန်ပြီတဲ့ဟုတ်လားသူ့ကိုတခါလဲစားပလိုက်ကြတယ်ဥပမာနော်အဲ့လိုမျိုးဒီပြည့်စေကဗုဒ္ဓအရှင်မြတ်ကြီးဟာဥပမာပေးပြီးတော့ဒီလူလောကမှာလည်းပဲလူတွေဟာအသက်အရွယ်ရှိတော့မှဒီကာမဂုဏ်အာယုံပဲဒီသားမယားအာယုံပဲဓာရီတွေပဲနှိမ့်မွန်းပြီးတော့နေရင်းနဲ့ကိုယ့်ရဲ့လွတ်မြောက်ရာလေးနဲ့တဲ့အသိဉာဏ်ကိုရရဒီလိုမုံမြတ်တဲ့အလုပ်တွေပဲစိတ်ဝင်စားပဲနဲ့ဒီထဲမှာပဲအချိန်ကုန်မယ်ဆိုလို့ရှိရင်ဒီလိုလူမျိုးဟာလည်းပဲဒီကြီးမိုက်နဲ့ဘာမှမထူးဘူးလို့ तू ကပြောကျင်တာဟုတ်လားအဲ့ဒါကို तू ကဒီကာထာလေးနဲ့ပြောတယ်ဧဝမေဝတုဝရာဇရေစင်ကြီးကာမဘောဂိနောဂိဋ္ဌာစေနဝမိတ္တန္တိကာကပညာဝတေဝိတုနော်ဧဝမေဝဣတုသာလျင်နော်တုဝံစရှင်မင်းကြီးဒီ၎င်းနော်အင်ကြီးစတခြားသောသူတို့ဒီ၎င်းကာမဘောဂိနောကာမဟုပါခံစားပြီးတော့နေကြတယ်ဂိဋ္ဌာစကာမဟုပဲတက်မဲ့ပြီးတော့နေကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာနဝမိတ္တန္တိအဲ့ဒီကာမကိုစွန့်လွတ်ရကောင်းမှမသိဘူးတဲ့အဲ့လိုမစွန့်လွတ်ဘဲနဲ့နေသွားကြတာဘဝဆုံးသွားတာအဲ့ဒါတွေကိုမစွန့်လွတ်ဘဲနဲ့မြင့်မြတ်ရာကိုမတက်လှမ်းဘဲနဲ့ဒီတိုင်းပဲနေဒီတိုင်းပဲသေသွားကြတဲ့ပုဂ္ဂိုလ်တွေကိုဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပြောလို့ဆိုကာကပညာဝတေဝိတုဒီစကလုံးလေးတော့ပါအောင်ယူသွားနော်ကာကပညာဝကြီးပညာမျှတာရှိတဲ့လူလို့ဝိတုသိကြတယ်တဲ့ဉာဏ်ရှိတဲ့လူတွေကဒီလိုလူမျိုးကိုဘယ်ပညာလောက်ရှိတဲ့လူလို့သိရတော့ကြီးအုံနောက်လောက်ပဲရှိတာပေါ့ပြောရင်တော့ပို့ပြီးတော့ရှင်းအောင်ပြောရင်ဟုတ်လားဘာအုံနောက်ကြီးအုံနောက်နော်ဟုတ်လားစဉ်းစားကြည့်အဲ့တော့စောစောတုန်းကပြောခဲ့တဲ့ဒီဥပမာလေးကအသေးစိတ်ပြန်ပြီးတော့တွေးကြည့်ဟုတ်လားဘုန်းဘုန်းတို့လည်းပဲကိုယ့်ရဲ့ထောက်ရတီးရာကိုရှာဖွေလို့ရတဲ့အချိန်တုန်းက
မရှာဖွေခဲ့ဘူးနော်ဒီကြီးဟာတစ်တော်ကိုမြင်ခဲ့တယ်မြေကမ်းဘေးမှာရှိတဲ့စိတ်ညို့နေတဲ့တစ်ပင်ပေါင်းများစွာသူနားခွေရသူကျက်စားရသူ့အတွက်ဒုက္ခမရောက်မဲ့နေရသူပြန်တန်းမယ်ဆိုရင်ပြန်တန်းခွင့်ရခဲ့တယ်သူပြန်တန်းခဲ့သလားမပြန်တန်းခဲ့ဘူးအဲ့လိုပဲလောကမှာတချို့လူတွေဟာကိုယ့်ရဲ့ထောက်ရတရားကိုယ့်အတွက်အားကိုးရာကိုရှာမယ်ဆိုရင်ရှာလို့ရတဲ့အခြေအနေကောင်းတွေကိုပိုင်ဆိုင်ခဲ့ဘူးတယ်သို့တော့ရှာခဲ့သလားမရှာခဲ့ဘူးသူ့ဘယ်မှာနေခဲ့တာတော့ဆင်းသေးကောင်ပေါ်မှာပဲနေခဲ့တာငိမ့်နဲ့ရင်ကောင်းလေးစီးပြီးတော့ဟုတ်လားအစာကောင်းလေးစားပြီးတော့ဒီလိုနဲ့ပဲသူသွားတာနော်အဲ့လိုနဲ့သူတဖြည်းဖြည်းနဲ့သူ့အတွက်ထောက်ရတရားမရှိတဲ့နေရာစီကိုရောက်သွားနေတယ်ဆိုတာကိုသူမြင်သလားမမြင်ဘူးအဲ့တော့ဘုံဘုံကဒီဟာကိုကိုယ့်အတွက်ထောက်ရတရားမရှိတဲ့နေရာကိုတဖြည်းဖြည်းနဲ့ကိုဟာသွားနေရတယ်ရောက်နေရတယ်ဆိုတာဘာလို့တွေးမိတုံးဆိုတော့သေခြင်းတရားပေါ့သေခြင်းတရားဟာဉာဏ်မရှိတဲ့လူတွေအတွက်ထောက်တရားရမှာမဟုတ်ဘူးဉာဏ်ရှိတဲ့ပုဂ္ဂိုလ်အတွက်ကတော့ကိစ္စမရှိဘူးဉာဏ်မရှိတဲ့ပုဂ္ဂိုလ်အတွက်ကတော့သေခြင်းတရားထောက်တရားမဲ့တဲ့နေရာတစ်ခုလို့ထင်တယ်နော်ငှက်တကောင်အတွက်သမုဒ္ဒရာထောက်တရားမဲ့တဲ့နေရာပဲဟုတ်လားအသိဉာဏ်မရှိတဲ့ပုထုဇဉ်မိုက်တွေအတွက်လည်းပဲသေခြင်းတရားဟာထောက်တရားမဲ့တဲ့နေရာတစ်ခုလို့မြင်အောင်ကြည့်တာကိုသိလဲအထင်ကြီးမနေနဲ့နော်ဟုတ်လားစိတ်ကူးလေးနဲ့သိဆုံးရမယ့်အနေအထားလေးကိုနီးကပ်ရောက်ကြည့်အစဉ်ပြေဖို့များလားမပြေဖို့များလားပြေဖို့များပါတယ်အဲ့ဒါပဲအထောက်တရားမရဘူးနော်ကိုယ်စိတ်ထဲမှာရက်တရားရဖို့မလွယ်ဘူးပြက်တော့မတည်းဥစ္စာကြီးอ่ะဟုတ်လားဒါကြီးကကိုအမျက်နှိုးဆုံးအရာကြီးကိုဖက်ထွက်ထားမှုအကြီးဆုံးအရာကြီးဒါကြီးပဲဖြစ်တော့မလို့ဖြစ်တော့မယ်အဲ့ဒီချိန်မှာကိုယ့်ရဲ့စိတ်ဟာဘာကိုဆုပ်ကင်ပြီးတော့ဘာကိုအားကိုးပြီးတော့တည်ငြိမ်မှုရအောင်လုပ်မလဲချမ်းသာမှုရအောင်လုပ်မလဲအဲ့ဒီတည်ငြိမ်မှုချမ်းသာမှုနဲ့အဆုံးသတ်နိုင်မှတော့ကောင်းမွန်တဲ့ဘဝတစ်ခုဘုံတို့ထပ်ပြီးတော့ဖြစ်နိုင်မှာနော်ဟုတ်လားမတည်ငြိမ်မှုမချမ်းသာဘူးပူလောင်လောင်နဲ့ပဲသွားမယ်ဆိုရင်တော့ဒီကြီးကန်းကိုငါးလိမ့်မကန်းတွေကအမျိုးမျိုးဆွဲပြီးတော့ဖြက်ရက်ပြီးတော့စားလိုက်ကြတယ်လို့မျိုးဘုံတို့ဘောဟာလည်းပဲတော့ကိလေသာကတော့အကြီးအကျယ်စားတော့ဝါမျိုးတာကိုခံရပြီးတော့မကောင်းတဲ့ဘဝယုံညံ့တဲ့ဘဝတွေကိုပဲကြောက်သွားဖို့ဖြစ်နေတာဟုတ်လားအဲ့ဒီအနေအထားလေးကိုဘုန်းတော်ကဘာလို့ဖို့လို့တော့နှိုင်းရှင်ပြီးတော့မြင်ဖို့လို့တယ်ဟုတ်လားတော့ဒီနောက်ဆုံးစကားလေးကိုဘုန်းတော်ကမှတ်မိစေချင်တာနော်ဒီကာမကိုပဲသုံးဆောင်ပြီးတော့ဒီကာမကိုပဲမစွန့်နိုင်မဲနဲ့ဘဝဆုံးသွားကြတဲ့ပုံကိုယ်တွေကိုဘာပညာလောက်ပဲရှိတဲ့လူလို့ပညာရှိတွေကသိကြတာတော့ကြီးပညာလောက်ပဲရှိတာဟုတ်လားကြီးပညာလို့သုံးတယ်နော်ကာကပညာဝတေဝိတုနော်အဲ့ဒီအတိပ္ပယ်လေးကိုဘုန်းဘုန်းတို့မန္တလေးစတော်ဘုရားကြီးကမဂ္ဂဒေဝလင်္ကာထဲမှာထည့်ပြီးတော့ရေးတယ်အလွန်ကောင်းတယ်ဒီလင်္ကာလေးကိုရကျက်နိုင်မယ်ဆိုရင်တော့တော်တော်ကောင်းမယ်ရွတ်လို့လည်းတော်တော်ကောင်းပါတယ်ကြီးနဲ့မိုက်ခေါင်ဆင်းသေးကောင်ထက်တောင်ကိုမလန့်ကန်းကိုမတက်အပုတ်မဲ့၍စီးလေစားကလိုက်လေပါကသူကဘိုးတော်မှပျောင်မြောက်နေသေးတယ်ဟုတ်လားကြီးနဲ့မိုက်ခေါင်ဆင်းသေးကောင်ထက်တောင်ကိုမလှမ်းကန်းတို့မတက်အပုတ်မဲ့၍စီးလေစားကလိုက်လေပါကဘာလို့ကန်းကိုမတက်တာတော့အပုတ်မဲ့နေလို့နော်တောင်ကိုမလှမ်းကန်းကိုမတက်အပုတ်မဲ့၍စီးလေစားကလိုက်လေပါကသမုဒ္ဒရာရောက်ဆိုင်လှိုင်းဝဲရိုက်၍ရေနိုင်မွန်းနေငါးစာဖြစ်သူနော်စင်စစ်မှတ်ဆောင်လူတို့ပေါင်းတွင်အိမ်တော်ဝတ်ထဲသေအောင်ဆွဲ၍စကလုံးကပြင်းနော်ဟိုအဓိပ္ပာယ်တင်ပြင်းတာမို့ဆိုတော့ကြီးရဲ့ပညာလည်းလက်ဖျားခါလောက်တယ်သူကသုံးထားတဲ့အတန်တွေကလည်းအပြင်းတန်တွေနဲ့သုံးတာနော်ဂရုတန်တွေဂောသတန်တွေအများကြီးပအောင်ထည့်ပြီးတော့ရေးတာနော်အိမ်တော်ဝတ်ထဲသေအောင်ဆွဲ၍ရွတ်ရတာကွာဆိုအားရပါရရှိအဓိပ္ပာယ်တင်မကဘူးအတန်မှာကောင်းအောင်ရေးတာအဲ့လိုတွေပါခံစားစေချင်တာဘုံဘဟုတ်လားနော်ကြီးနဲ့မိုက်ခေါင်ဆင်းသေးကောင်ထက်တောင်ကိုမလှန်ကန်းတို့မတက်အပုတ်မဲ့၍စီးလက်စားကလိုက်လေပါကသမုဒ္ဒရာရောက်ဆိုင်လှိုင်းဝဲရိုက်၍ရေနိုင်မွန်းနှင့်ငါးစာဖြစ်သူစင်စစ်မတ်ဆောင်လူတို့ဘောင်တွင်အိမ်တော်ဝတ်ထဲသေအောင်ဆွဲ၍အမြဲနေညာသားမယားနှင့်ခံစားကာမှာလူထိုမျှတို့ကာကပညာကြီးပမာဟုမဟာဝိတုမြတ်တန်ဗုဒ္ဓရွှေနှုတ်လစ်ချွေဟောခဲ့ပေ၏နော်မဟာဝိတုမြတ်တန်ဗုဒ္ဓဆိုတာဘုရားကိုပြောတာမဟာဝိတုဆိုတာဝိတုဒ္ဓိဟိုဗမာမှုလေးပြုပြီးတော့ရေးတာနော်မဟာဝိတုဆိုတာအလွန်ကြီးမားတဲ့စင်ကြယ်မှုပိုင်ရှင်ပေါ့အလွန်ကြီးမားတဲ့စင်ကြယ်မှုရှိတဲ့မြတ်တန်ဗုဒ္ဓဆိုတာတန်ဗုဒ္ဓဆိုတာသမ္မာတန်ဗုဒ္ဓကိုရည်ညွှန်းတာပေါ့နော်အလွန်စင်ကြယ်တော်မူတဲ့ဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေကနော်သေသည်အထိဒီကာမတော်ထဲမှာပဲချိန်ကုန်သွားတဲ့ပုံကိုယ်တွေကိုနော်ဘာလို့ပြောတာတော့ကာကပညာကြီးပမာဟုဒီလိုလေးသူကထည့်ပြီးတော့ရေးတာနော်ဒီလင်္ကာလေးမျိုးကိုရအောင်ကြက်ထားရင်အလွန်ကောင်းမယ်ဟုတ်လား
ကြီးနဲ့မိုက်ခေါင်ဆင်းသေးကောင်ထက်တောင်ကိုမလှန်ကန်းတို့မတဲ့အပုတ်မဲ့၍စီးလက်စားကလိုက်လေပါကသမုဒ္ဒရာရောက်ဆိုင်လှိုင်းဝဲရိုက်၍ရေနိုင်မွန်းနှင့်ငါးသာဖြစ်သူစင်စစ်မှတ်ဆောင်လူတို့ဘောင်တွင်အိမ်တော်ဝတ်ထဲသေအောင်ဆွဲ၍အမြဲနေညာသားမယားနှင့်ခန်းစားကာမလူထုမြတို့ကာကပညာကြီးပမာဟုမဟာဝိတုမြတ်တံဗုဒ္ဓရွှေနှုတ်လှစ်ချွေဟောခဲ့ပြီတဲ့နော်မကားတွေကလင်္ကာထဲမှာနော်ဒီဇတ်တော်ရဲ့ဒီအဓိပ္ပာယ်လေးတွေကိုကြည့်ပြီးတော့ဆရာဘုရားကြီးကရေးပြီးတော့ထည့်တာဟုတ်လားအဲ့လိုမျိုးနော်အရိဏမမင်းကြီးကိုသောဏကပြည့်စေကဗုဒ္ဓအရှင်မြတ်ကနော်တရားဟောတယ်အဲ့လိုတရားဟောတော့လည်းပဲ तू ကဘာပြန်လျှောက်တော့အရှင်ဘုရားဘယ်လောက်ပဲဟောတပည့်တော်စီးစိမ်တွေကြီးလွန်းတယ်တန်ရောစင်တွေများလွန်းတယ်ဒီဟာကိုတပည့်တော်ဖြတ်တောက်ပြီးတော့မထားခဲ့နိုင်ဘူးဟုတ်လားအဲ့လိုမျိုးပဲညင်းဆန်တယ်ညင်းဆန်နေတဲ့ခါကျတော့သောဏကပြည့်စေကဗုဒ္ဓအရှင်မြတ်ကမင်းကြီးတဲ့တခွန်းပြောမယ်နှစ်ခွန်းပြောမယ်သုံးခွန်းတော့မပြောတော့နဲ့တဲ့ပြောလွန်းလို့ရှိရင်ကျွန်းလို့ဖြစ်လိမ့်မယ်တဲ့ဟုတ်လားနော်မင်းတိုင်းနဲ့မင်းကန်လို့ပြောကျင်တာဟုတ်လားဘာလို့ခခရရပြောနေမှာတော့သူမလုပ်လည်းမတတ်နိုင်ဘူးလို့အဲ့လိုမျိုးပြောချင်တာဟုတ်လားတခွန်းပြောတယ်နှစ်ခွန်းပြောတယ်သုံးခွန်းဆိုရင်များသွားပြီကျွန်းလို့ဖြစ်တတ်တယ်တဲ့ပြောမနေတော့ဘူးပေါ့ဟုတ်လားအဲ့လိုအမိန့်ရှိပြီးတော့တခါလဲပြုံးဆိုကောင်းငယ်ကနေပြန်သွားတယ်ဒါခြေဘွားမှာကတ်နေတဲ့မြူမုံဘင်းကြီးရဲ့ခေါင်းမို့ကြအောင်ဖန်တီးခဲ့တယ်တဲ့ဒီလိုဒီအဆုံးသက်ကလေးတွေကိုအဲ့လိုခဏခဏတွေ့ရတဲ့ဇတ်တော်တွေမှာအဲ့ဒီကြတော့မှငါထက်အမျိုးဆက်နှိမ့်တဲ့ဒီသောဏကလူလင်ကဒီလေးလံတဲ့ခန္ဓာကိုယ်ကိုကောင်းငယ်မှာတည်ဆောင်ပြီးတော့ပြန်သွားသူ့ခြေတော်မှာကတ်နေတဲ့ဖုံကငါခေါင်းပေါ်ကြနော်အဲ့ဒါသူတော်တော်ထိသွားရောနော်စောစောကချော့ကမော့ကပြောနေတာကတရားမရဘူးသိလားအဲ့ဒီလောက်ရက်ကသူ့ကိုတရားရစီတယ်ဗျာဟုတ်လားအဲ့ဒါနဲ့မဖြစ်ဘူးတဲ့ငါလည်းပဲဇံပင်ញင်ရအောင်လုပ်မယ်ဆိုပြီးတော့နော်နိနာမှာရှိတဲ့မူမတ်တွေကိုနော်ငါဓာရီအကုန်လုံးကိုစွန့်ပြီးတော့ငါရသေးဝတ်တော့မယ်ဟိမန္တာသွားတော့မယ်ဒါကြောင့်ဒီတိုင်းပြည်ဒီထီးနှန်းကိုအပ်ဖို့အတွက်ငါသားဒီကာဟုကိုသွားခေါ်ကြည့်သူ့မှာသားတစ်ယောက်ရှိတယ်အတူချုပ်ပြောရရင်တော့အဲ့ဒီဒီကာဟုကိုထီးနှန်းစည်းစိမ်အပ်ပြီးတော့အဲ့ဒါသူရသေးဝတ်ပြီးတော့သူဇံပင်ញင်ရသေးတဲ့အခါကျတော့ဗြဟ္မပြည်ကိုလာရအေးဆိုပြီးတော့ဒါဘုန်းတို့သောဏကဇတ်မြတ်စွာဘုရားဟောခဲ့တာနော်